ယေရှုခရစ်တော်ဖျားနာမ၌မိသားစုတရားစီတိုင်းကိုမင်္ဂလာပါဒီကနေ့15ရက်3လ2026ခုနှစ်ရဲ့မင်္ဂလာနေ့တည်လေးထဲမှာထာဝရဘုရားသည်တင့်ကိုကောင်းချီးပေးပြီးဆောင်မတော်မူပါစေသောထာဝရဘုရားသည်တင်တဲ့မျက်နှာတော်အလင်းကိုလွှဲ၍ခရစ်နာယေရှုပြုတော်မူပါစေသောထာဝရဘုရားသည်တင့်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအာမင်ချစ်တဲ့မိသားစုများဒီကနေ့ဟေရှာနာဂရိကျမ်းခန်းကြီး၈ခန်းငယ်73ကိုဒီလိုကဆင်ခြင်ခွင့်ရအောင်ကောင်းကင်ဘုရားရှင်ထာဝရဘုရားကိုယူသိခြင်းရှိကြလောထိုဘုရားကိုသာကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းရှိကြလောချစ်တဲ့မိသားစုများကျွန်တော်တို့ယူသိရမယ်ကြောက်ရွံ့ထိတ်လန့်ရမယ်သူကကောင်းကင်ဘုရားအရှင်ထာဝရဘုရားပဲဖြစ်တယ်။ဘာကြောင့်လဲအဲ့ဒီဖျားကဖန်ဆင်းရှင်ဖျားဖြစ်တယ်အဲ့ဒီဖျားသခင်ကိုကြောက်ရွံ့တဲ့သူကကျန်တဲ့အရာကိုကြောက်စရာမလိုဘာကြောင့်လဲကျန်တဲ့အရာကဖန်ဆင်းခံဖြစ်တယ်ယောဂန်လည်းကြောက်စရာမလိုသေခြင်းလည်းကြောက်စရာမလိုဘူးဒါမဲ့လူကတော့ကြောက်တတ်တယ်လေနော်တူကိုကျွန်တော်လည်းကြောက်တတ်တာပဲဒါမဲ့အဲ့ဒီဖျားသခင်ကိုတကယ်ကြောက်ရွံ့တဲ့သူကယောဂထဲကလည်းသူမဆန်နိုင်တယ်ဘယ်ထဲကလည်းသူကမဆန်နိုင်တယ်ကာကွယ်ပေးနိုင်တယ်အဲ့ဒါကတကယ်ဖျားကိုကြောက်တဲ့သူတယောက်ခံစားရတဲ့မင်္ဂလာဖြစ်ပါတယ်ဆရာတွေပြောနေတယ်ဖျားကိုကြောက်ရင်ကျန်တဲ့လူတွေကိုကျန်တဲ့အရာကျန်တဲ့ဖန်ဆင်းခံကိုမကြောက်ဖျားကိုဒူးထောက်ရင်လူတွေစီမှာဒူးထောက်စရာအကြောင်းမရှိဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီဖျားကိုကြောက်ရွံ့အဲ့ဒီဖျားကိုဒူးထောက်အဲ့ဒီဖျားကိုပျောက်ဖို့ကိုးကွယ်တဲ့လူကိုအဲ့ဒီဖျားသခင်ကသူကအခြေအနေအမျိုးမျိုးထဲကမဆပြီးတော့ဖျားမဆပြီးနိုင်တဲ့ဖျားဖြစ်တယ်။ဒါကြောင့်မိသားစုများသင်နဲ့ကျွန်တော်ဟာအာကိုးစရာထိုဖျားရှိတယ်ဟာလေလုယ။တခါလေကျွန်တော်ရဲ့အစွမ်းကျွန်တော်ရဲ့ငွေကြေးကျွန်တော်ရဲ့ပညာကျွန်တော်ရဲ့မိသားစုအတိုင်းဝိုင်းကျွန်တော်အားကိုးနေကြအရာတွေကတကယ်အရေးကြုံလာတဲ့အခါမှာကျွန်တော်တို့ဘာမှအသုံးမတည့်ဘူးဖြစ်တတ်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာထိုထာဝရဘုရားကိုးစားပါကြောက်ရွံ့ပါအားကိုးပါအဲ့ဒီအချိန်ကျရင်ဘုရားခင်မဆတ်ခြင်းနေအပြည့်အဝခံစားမယ်။ကျမ်းစာထဲမှာဘုရားသခင်ကိုယူတည်တဲ့သူကြောက်ရွံ့တဲ့သူထိတ်လန့်တဲ့သူကတကယ်ပဲကျန်တဲ့အရာကိုကြောက်ရွံ့စရာထိတ်လန့်စရာမလိုတော့ဘာကြောင့်လဲဆိုတော့အဲ့ဒီဘုရားသခင်ကကြောက်ရွံ့စရာအကောင်းဆုံးထိတ်လန့်စရာအကောင်းဆုံးတကယ်အမြင့်မြတ်ဆုံးသောဘုရားဖြစ်လို့ဖြစ်တယ်။တရားမိသားစုများတကယ်ဒီနေ့တန်လို့အသက်ရှင်တဲ့အခါမှာထိုဘုရားသခင်ကိုယူတည်ခြင်းရှိပြီးတော့မှထိုဘုရားသခင်ကိုကြောက်ရွံ့ခြင်းအဖြစ်ကျွန်တော်တို့ကြုံတွေ့လာမဲ့အမှုအရာတွေကိုတကယ်ပဲအောင်မြင်စွာကျွလွှမ်းနိုင်မှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီကြောက်ရွံ့စရာအကုန်လုံးကိုဘုရားသခင်ကအောင်မြင်စေနိုင်တဲ့အခွင့်တကူအစွမ်းသူစီမှာရှိလို့ဖြစ်တယ်။ဒါကြောင့်မို့ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအဖြစ်ဒီနေ့တန်တော့အရာရာကိုကျွလွှမ်းနိုင်ဖို့အတွက်နှုတ်ဘတော်အဖြစ်မြတ်တန်နေဝင်ကြတယ်။သင်ကိုဘုရားသခင်တာယူကောင်းချီးပေးပါစေ။အာမင်။ဒီနေ့တန်အတွက်ဆုတောင်းဆက်ကန်နေရအောင်။အသက်ရှင်တဲ့ဘုရားသခင်ကိုရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းတယ်။ကိုရောကိုယူတည်တဲ့သူကိုရောကိုကြောင်းရွံ့ထိတ်လန့်တဲ့သူရဲ့အသက်တာထဲမှာကိုရောရဲ့မဆတ်ခြင်းတွေ၊ကြွယ်ကခြင်းတွေကိုရောရဲ့ညီသက်ခြင်းပေးခြင်းတွေညီသက်စီခြင်းတွေအပြည့်အဝခံစားရတယ်ဆိုတာကိုနှုတ်ဘတော်အမြဲတမ်းပြီးလို့ဆင်ခြင်ခံယူသွားတဲ့အရာပေါ်မှာတယောက်စီတိုင်းကိုကြားပြီးတော့မှသိသွားတာမဟုတ်ဘဲနဲ့တိသွားယုံမကမနဲ့တကယ်ရရှိသွားတဲ့ခံစားသွားတဲ့တမ်းမြတ်တိဖြစ်စီဖို့အတွက်တယောက်စီတိုင်းကိုရဖျားဆက်လက်မှတ်သားကောင်းချီးပေးတော်မူပါကိုရောဘုံတော်အဖို့လုံးကဆက်လက်ပူဆောင်ကောင်းချီးပေးလမ်းပြပြီးတော့မှတကယ်ပဲကျွန်တော်ရဲ့အသက်တာအသီးသီးမှာကိုရောဖျားသခင်ရဲ့ဒီမှတ်သားကောင်းချီးပေးခြင်းတွေကျေးဇူးပြုခြင်းတွေတကယ်ပဲအရောက်တိုင်းခံစားပါမည်အကြောင်းတနေ့တာလုံးရဲ့အသက်တာချိန်နိုင်မှုရကိုသခင်ယေရှုခရစ်နာမ၌ဆုတော်ဆက်ကအနပါတိုင်းမြတ်တော်ရှင်ဖျားသခင်အာမင်